နေ့စဉ်ဘဝမှာစိတ်ဖိစီးမှုတွေစိုးရိမ်ပူပန်မှုတွေဝိုင်းဝိုင်းလည်နေတယ်လို့ခံစားနေရပြီလားကဲကြီးကြီးမားမားအပြောင်းအလဲတွေလှုပ်เสียမလိုဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့အတွေးအခေါ်လေးကိုနည်းနည်းလေးပြောင်းလိုက်ရုံနဲ့စိတ်ကိုတကယ်ပေါ်ပါသွားစေမဲ့ရိုးရှင်းသလောက်အင်မတန်အစွမ်းထက်တဲ့နီလန်း၄ခုအကြောင်းကိုအတူတူကြည့်လိုက်ကြပါဦးဒီစကားလေးကတော်တော်လေးစဉ်းစားစရာကောင်းပါတယ်ဆိုလိုတာကဘဝမှာဘာတွေဖြစ်လာသလဲဆိုတာထက်ဖြစ်လာတဲ့အရာတွေအပေါ်မှာကျွန်တော်တို့ကဘလို့တုံ့ပြန်လိုက်သလဲဆိုတဲ့အချက်ကပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်ပို့အဆုံးဖြတ်ပေးတယ်ပေါ့ဒါကပဲကျွန်တော်တို့ဒီနေ့ပြောမယ့်အကြောင်းအရာတွေရဲ့အဓိကတော့ချက်ပါပဲကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုကိုကိုယ်တိုင်ဘလို့ပြန်ယူမလဲဆိုတာကိုလမ်းညွှန်ပေးမှာပါကဲစိတ်ဖိစီးမှုဆိုတာဘလို့ပုံစံမျိုးလဲဆိုတာကိုလူတိုင်းနှိပါကြုံဘူးလောက်မဲ့ဇလန်းလေးတစ်ပုဒ်နဲ့အရင်ဆုံးစလိုက်ကြရအောင်ဖိအားတွေများလာတဲ့အခါလူတစ်ယောက်ကဘလို့အခြေအနေအထိရောက်သွားနိုင်သလဲဆိုတာကိုပေါ့ဒီဇလန်းရဲ့ဇက်ဆောင်ကတော့ကလေး2ယောက်ရဲ့အမေတစ်ယောက်ပါအလုတ်ကလည်းအချိန်ပြည့်လုပ်ရတယ်မိသားစုတာဝန်တွေကလည်းရှိသေးတယ်ဆိုတော့သူ့ဘဝကအမြဲတမ်းလုံးလေချလေလိုက်နေရတာပေါ့ဒီလိုစိတ်ဖိစီးမှုတွေအပြည့်နဲ့ရုန်းကန်နေရတဲ့အပြင်သူ့ခန္ဓာကိုယ်ကလက်မြောက်ရှုံးပေးလိုက်ပုံပါပဲတုတ်ကွေးပါထပ်မိနေတော့ပင်ပန်းနွမ်းနယ်မှုတွေကနှစ်ဆတိုးလာခဲ့တာပေါ့အရာရာကိုစူးစမ်းပြီးထိန်းချုပ်နေတဲ့အချိန်မှာပဲသူ့အနေနဲ့လုံးဝကိုမတတ်နိုင်တဲ့သတင်းစိုးတစ်ခုကအလုတ်ကနေရောက်လာပါလေရောဒါကသူ့ဘဝကိုပို့ပြီးတော့တောင်ထိန်းချုပ်လို့မရတော့ဘူးလို့ခံစားရစေခဲ့တယ်အဲ့ဒီနေ့ကသူဘလောက်တောင်စိတ်ချုပ်ထွေးနေလဲဆိုရင်လမ်းမှာတွေ့တဲ့တငယ်ချင်းတွေကိုတောင်သတိမထားမိခဲ့ဘူးနောက်တော့မှတငယ်ချင်းတယောက်ပြောပြတာကနင်းမျက်နှာကစိတ်ဖိစီးမှုတွေကြောင့်မိခိုးရောင်တွေဖုံးနေသလိုပဲတဲ့အဲ့ဒီစကားတခွန်းကပဲသူ့အတွက်အပြောင်းလဲလုပ်ဖို့အချက်ပေးခေါင်းလောင်းတန်တစ်ခုလိုဖြစ်သွားခဲ့ပါတယ်ကောင်းပြီပထမဆုံးနီးလန်းကိုကြည့်ကြရအောင်ဒီနီးလန်းကနေ့စဉ်ကြုံတွေ့နေရတဲ့စိတ်အနှောက်အယှက်လေးတွေကိုကင်တွယ်တဲ့နေရာမှာကိုယ့်ရဲ့တုံ့ပြန်ပုံကိုပြောင်းလဲပြတ်ဖို့အဓိကထားပါတယ်ဒီနီးလန်းရဲ့အဓိကတော့ချက်ကဘာလဲသိလားတနာစရာလေးဆိုတဲ့စကားလုံးနှလုံးထဲပါပဲဟုတ်တယ်အရန်ရိုးရှင်းတယ်လို့ထင်ရပေမဲ့ဒီစကားလုံးလေးကတခြားသူတွေအပေါ်မှာရောကိုအပေါ်မှာပါဂယုဏစိတ်ကိုချက်ချင်းမွေးဖွားပြီးစိတ်ငြိမ်းချမ်းမှုကိုတကယ်ကိုအံ့ဩစရာကောင်းလောက်အောင်ယူဆောင်လာပေးနိုင်ပါတယ်ဥပမာတစ်ခုပြောပြမယ်ခင်မွန်းဖြစ်သူကပကံစည်းစက်ကိုဖွင့်ဖို့မေ့သွားတယ်ဆိုပါတော့အရင်ကဆိုရင်ဒါကဒေါသထွက်စရာစိတ်ပြက်စရာကိစ္စတစ်ခုဖြစ်နိုင်တာပေါ့ဒါပေမဲ့အခုအဲ့ဒီအစာစိတ်ထဲကနေတနာစရာလေးလို့ပြောလိုက်ပြီးသူလည်းအလုတ်တွေရှုပ်ပြီးစိတ်ဖိစီးနေလို့မေ့သွားတာနေမှာပါလို့တွေးကြည့်လိုက်ပါချက်ချင်းပဲအဲ့ဒီဒေါသနေရာမှာနားလည်မှုနဲ့ဂယုဏစိတ်ကအစားတို့ဝင်ရောက်လာတာကိုသတိထားမိပါလိမ့်မယ်ကဲဒုတိယနီလန်းကတော့အပြစ်တင်တတ်တဲ့အကျင့်ကိုသတိရှိရှိနဲ့ဆွန့်လွှတ်လိုက်ဖို့ပါပဲဒါကတကယ်ကိုလွတ်မြောက်စေတဲ့ဆုံးဖြတ်ချက်တစ်ခုလို့ပြောလို့ရပါတယ်ဒီနီလန်းကိုမျှဝေခဲ့တဲ့သူကငယ်ငယ်တည်းကတယောက်နဲ့တယောက်အပြစ်တင်တတ်တဲ့မိသားစုမှာကြီးပြင်းခဲ့ရတယ်အလုတ်ခွင်ရောက်တော့လေဘသူမှားလဲဆိုတာကိုပဲအမြဲတမ်းလိုက်ရှာနေတဲ့ပတ်ဝန်းကျင်မှာလောက်ကင်ခဲ့ရပြန်ရောဒါကစိတ်ကိုအမြဲတမ်းမကြေမနက်ဖြစ်စေပြီးအရန်ကိုဝင်ပြီးစေတဲ့နေထိုင်မှုပုံစံတစ်ခုပဲအဲ့ဒီနောက်မှာတော့သူကသူ့ကိုယ်သူအခိုင်အမာဂရိတစ်ခုပေးလိုက်တယ်အဲ့ဒါကတော့ငါအပြစ်မတင်တော့ဘူးဆိုတာပါပဲဒါလောက်ရိုးရှင်းတဲ့ဆုံးဖြတ်ချက်လေးတစ်ခုကပဲသူ့ရဲ့နှစ်ပေါင်းများစွာဆွဲလာတဲ့အကျင့်ဆိုးကြီးကိုချိုးဖျက်နိုင်ခဲ့ပါတယ်ဆိုတော့ဘသူမှားလဲဆိုတာကိုစွမ်းအင်တွေအကုန်ခံပြီးရှာနေမဲ့အစားဒီပြဿနာကိုဘလို့ဖြေရှင်းမလဲဆိုတာကိုပဲအာယုံစိုက်လိုက်တဲ့အခါမှာဆက်ဆံရေးကတိတိတသာကိုတိုးတက်လာပြီးတော့စိတ်ထဲကမကြေနပ်မှုတွေကလည်းတကယ်ကိုကင်းစင်သွားခဲ့ပါတယ်တတိယနီလန်းကတော့အရေးကြီးလောက်ရမယ်ဆိုတဲ့ခံစားချက်ကိုစွန့်လွှတ်လိုက်တာပါပဲအလုပ်တစ်ခုခုကိုလုပ်တဲ့အခါအလျင်လိုတဲ့စိတ်ကတကယ်ရောလိုအပ်လို့လားတကယ်တော့အဲ့ဒီခံစားချက်ကအလုပ်ပြီးမြောက်ဖို့မလိုအပ်တဲ့စိတ်ဖိစီးမှုတတ်ပါပဲဒီအချက်ကိုရှင်းပြဖို့အကောင်းဆုံးဥပမာကအရေးပေါ်ခန်းကဆရာဝန်တွေပဲလေစဉ်းစားကြည့်သူတို့ကအသက်အန္တရာယ်ရှိတဲ့အခြေအနေတွေကိုကင်တွယ်နေရတာဒါပေမဲ့သူတို့စိတ်လှုပ်ရှားပြီးအရေးကြီးလုံးမနေဘူးသူတို့ကတည်ငြိမ်တယ်ဆုံးဖြတ်ချက်မြန်တယ်ပြီးတော့အယမ်းကိုထိရောက်မှုရှိတယ်ဒီတော့အရေးကြီးလှုပ်ခြင်းဆိုတဲ့အရာကစိတ်ပြတ်အားငယ်မှုအလျင်လိုမှုလိုမျိုးမကောင်းတဲ့ခံစားချက်တွေနဲ့ဆက်ဆက်နေတယ်ဒါပေမဲ့ထိရောက်စွာလှုပ်ဆောင်ခြင်းကတော့တည်ငြိမ်မှုထိန်းချုပ်နိုင်မှုလိုမျိုးအပြူသဘောဆောင်တဲ့အရေးအသွေးတွေနဲ့ဆက်ဆက်နေတာကိုတွေ့ရမှာပါ။ကွာခြားချက်ကရှင်းပါတယ်။နောက်ဆုံးနဲ့သဒုဋ္ဌမြောက်နီလန်းကတော့နေ့စဉ်လှုပ်ဆောင်ရမယ့်အလုပ်တွေအပေါ်ထားတဲ့စိတ်သဘောထားကိုလုံးဝပြောင်းလဲပေးနိုင်တဲ့ရိုးရှင်းတဲ့စကားလုံးအပြောင်းအလဲလေးတစ်ခုပါပဲ။တစ်ခုခုကိုငါလုပ်ရမယ်လို့တွေးလိုက်တဲ့အခါဖိအားပေးနေသလိုခံစားရတယ်။ဒါပေမဲ့အဲ့ဒီအစားငါလုပ်မယ်လို့ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်လိုက်တဲ့အခါခံစားချက်ကလုံးဝကိုပြောင်းသွားပါတယ်အဲ့ဒီစိတ်ပိုင်းဆိုင်ရာကွာခြားချက်ကအင်မတန်ကြီးမားတယ်ဥပမာငါအဝတ်တပုံထပ်လျှော်ရအောင်မယ်ကွာလို့ညည်းညူမဲ့အစားကောင်းပြီငါအဝတ်တပုံထပ်လျှော်လိုက်မယ်လို့ပြောင်းပြောကြည့်လိုက်ပါ
အဲ့ဒီအလုံးနဲ့ပတ်သက်တဲ့ PR တွေမကျေနပ်မှုတွေကချက်ချင်းကိုပျောက်ကွယ်သွားတာသတိထားမိပါလိမ့်မယ်ကဲအခုကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ဒီသေးငယ်တဲ့အတွေးအခေါ်အပြောင်းအလဲလေးတွေကဘဝကိုဘလောက်တောင်တိတိတတ်တာပိုကောင်းမွန်အောင်လှုပ်ဆောင်ပေးနိုင်တယ်လဲဆိုတာကိုပြန်ပြီးတော့ခြုံငုံကြည့်ကြရအောင်ဒါကဘာကိုပြနေတယ်လဲဆိုတော့ဘဝမှာကြီးကြီးမားမားအပြောင်းအလဲတွေလုပ်ဖို့အကြီးအကျယ်ကြီးပြင်ဆင်နေစရာမလိုပါဘူးအဓိကကျတဲ့စိတ်နေစိတ်ထားအပြောင်းအလဲလေးကပဲအံ့ဩစရာကောင်းတဲ့ရလဒ်တွေကိုတကယ်ကိုယူဆောင်လာပေးနိုင်တယ်ဆိုတာပါပဲဒီတင်ဆက်မှုအဆုံးမသတ်ခင်မှာစဉ်းစားစရာတစ်ခုနဲ့ထားခဲ့ပါမယ်ဒီနေ့မှာဘလို့သေးငယ်တဲ့အပြောင်းအလဲလေးတစ်ခုကိုကိုယ့်ဘဝထဲကိုစပြီးလက်တွေ့ထည့်သွင်းကြည့်မလဲကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ခဲ့ပါဒီ post မှာလည်း comment ရေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ